1988ခုနှစ်နိုဝင်ဘာ30နေ့မှာသူကိုယ်တိုင်အဲ့ပွိုင်းရှက်ချောင်းကိုရောက်သွားတယ်သူကိုယ်တိုင်နော်သူကိုယ်တိုင်ကိုကဲတယ်လားအဲ့လိုကိုကဲကြသူကရှေ့တန်းကြကိုကဲအဲ့ပြောသူကိုယ်တိုင်အဲ့ပွိုင်းရှက်ချောင်းကစခန်းကိုသူကိုယ်တိုင်ရောက်သွားတယ်ရောက်သွားပြီးတော့နိုဝင်ဘာ30မှာရောက်တယ်ဒီဇင်ဘာလ1ရက်နေ့မှာအဲ့ခမတော့ခုနကကျွန်တော်တို့စိတ်ကူပေးတဲ့ခမတော့ဒါပေမဲ့အဲ့ခမတော့တရင်သူမိုင်းထီပြီးတော့နားသွားနောက်ထပ်တိုင်းအစ်ဘုံမီတင်ထွန်းမှာခမတော့အဲ့သူနဲ့ပဲပြန်စတိုင်မှာအဲ့တော့သူကဘိုးကြီးမောင်လာသူကဘာလို့တွေ့လဲဆိုတော့သူကအနည်းဆက်ဆုံးရန်သူအရင်စတိုင်မှာဒီဘုံမီတင်ထွန်းတက်ကသူကပထမထိခိုက်ခမလေးနဲ့ချိန်ပြီးတော့နောက်တော့ပြန်စုဖွဲ့တယ်ဖွဲ့ပြီးတဲ့ခါမှာခမ3နဲ့ပြန်တက်ပြီးတော့ခမလေးနဲ့သူပြန်ချိန်ပြီးတော့သူရင်ဆိုင်ထားတာသူကဒီ665နဲ့သူကအနည်းဆုံးပဲအဲ့ဟာသူကကုန်းတော်မဟုတ်အဲ့ဒီဟာကသူကမြေပုံညွှန်းတဲ့သူက H 905နှစ်လေးတက်တယ်ဒါကျွန်တော်တို့ဒါ73မြေပုံနဲ့ပြောတယ်6လုံးဆိုတာဒါကိုပြောတာပေါ့ H 905နှစ်လေးတက်ဒါ73မြေပုံကြည့်တယ်ကြည့်ဘူးလို့သိတယ်မြောက်မှုမရှိမှုမြောက်မှုအဲ့ဒါလည်းကြည့်တာပေါ့အဲ့ဂုံလေးကိုသူကသိရမှာအဲ့ကုန်းလို့တက်တယ်မှာအဲ့ဒါဒီမေသဝဒေတာတိုက်ပွဲတစ်ခုလုံးရဲ့ပထမဆုံးတမန်တိုင်းစစ်ပထမဆုံးစမယ်ကွယ်အဲ့ဒါတော့ဒီဇင်ဘာ1ရက်နေ့မှာစရခါမှာ तू အဲ့ဒီဇင်ဘာ1ရက်နေ့မနေ့မှာအဲ့ဒီပွိုင်းရှိချောင်းကမှရှိတဲ့ဒါကျွန်တော်ဒီဆရာတောင်းဝေစာအုပ်ထဲရပါတော့ဒီစာအုပ်ကတော့ချမ်းပြပြောတာပါဒါ2ဦးရှိတယ်သူကဆရာတောင်းဝေဒါဆရာဘုံကြီးတောင်းဝေဆိုတာဒါလည်းစစ်သားစာရေးဆရာပဲဘုံကြီးတောင်းဝေရေးတယ်မဲတော့ကျွန်တော်ကဘုံကြီးတင်တန်းဦးရေးထားတဲ့မိုင်းရမဲတော့တိုက်ပွဲဆိုတာရှိသေးတယ်ကျွန်တော်ကဒီ2အုပ်လုံးကိုပေါက်ပြီးမှကျွန်တော်ကအဲ့ဒီဟာလေးကိုထုတ်လုပ်ပြီးတော့ကျွန်တော်ပြောပြတာအဲ့တော့အဲ့မှာအဲ့စစ်စီဒီ point shot ကရှိတယ်86ကမှရှိတယ်စစ်စီခမ်းပါပေါ့စစ်စီစီဝေးခမ်းပါပေါ့အဲ့မှာဘူကြီးမောင်လာထိကထိုင်တယ်ဒီဘက်ကတက်မှ6တက်မှမှုရှိတယ်ဒီဘက်ကအမြောက်ညွှန်မှုရှိတယ်နောက်ပြီးတော့တခြားဗျူဟာမှုတွေရှိတယ်ရှိတော့အဲ့မှာတကယ်ပထမဆုံးတက်တိုင်းပဲခမ3တိုင်ရင်မှုကိုစစ်စင် briefing ပေးဖို့တဲ့ခေါ်လိုက်တယ်ခေါ်တော့ပြောချင်တာဗိုလ်ချုပ်ကြီးမောင်လာဘယ်လောက်ထိစစ်စင်နဲ့နီးကနေနေဆိုတော့အဲ့တိုင်ရင်မှုကသူရင်ဆိုင်ထားတဲ့နေရာကနေပြီးတော့ဗိုလ်ချုပ်ကြီးမောင်လာရှိတဲ့ဒီ spot 665ကုန်းကိုတနိုင်ပဲလမ်းလျှောက်ရတယ်တနိုင်တော့စစ်သားခြေလမ်းရှင်တနိုင်3မိုင်ဆိုတော့အတက်ဆင်းနေဆိုလို့ရှိရင်3မိုင်တော့မရှိအဲ့တော့ဒီ3မိုင်လောက်အကွာဝေးမှာသူဆင်းပြီးတော့ကုတ်ခဲတယ်ရန်သူနဲ့လက်နက်ကြီးတကမ်းပဲလက်နက်ကြီးတကမ်းပဲ3မိုင်လောက်အကွာဝေးတဲ့မှာသူဆင်းပြီးကုတ်ခဲနေတာဒါကြောင့်လည်းစစ်နိုင်တာတွေပါမှာပေါ့လေပြောချင်တာအဲ့ဒီဟာကိုသူကအဲ့မှာခေါ်လိုက်တယ်ခေါ်တော့မနေ့9နာရီထိုးမှာဒီခမတော့တိုင်းမှာရောက်လာခါတော့သူက briefing ပေးတာပေါ့ပြီးတော့ဘိုးကြီးမောင်လာကသူကကျွန်တော်ထင်တယ်လေဘိုးကြီးမောင်လာကျွန်တော်အပြင်မှာလည်းမမြင်ဘူးပေါ့ကျွန်တော်တို့ဟိုဖြစ်တဲ့တော့ဝင်ကြီးဖြစ်နေဒါပေမဲ့စကားတိတ်မပြောဘူးနဲ့တူတူပဲလေသူကဒီအချိန်မရှိတော့ဘူးငါတို့တိုက်ရတော့မယ်ဒါလေးတိုက်ပြီးတော့သူ့ရဲ့စစ်ထွက် briefing လေးပေါ့နော်ကျွန်တော်မှားမှာဆိုလို့ဒါလေးမှတ်ထားတယ်ကျွန်တော်ပြောပြခြင်းလို့သူကအချိန်တိတ်မရှိတော့ဘူးတဲ့ထိုးစစ်စင်ကတိုက်ခိုက်ရမယ်တဲ့ထိုးစစ်အစ်စ်1အနေနဲ့မင်းအမှတ်3ချင်းမင်းတိုင်ရဲ့ဥဆောင်ပြီးတော့ရင်ဆိုင်တိုက်ခိုက်ရမယ်တဲ့ရန်သူနေမင်းရင်ဆိုင်ထားတဲ့နေရာရန်သူစတိုက်မယ်အဲ့တော့လက်နက်ငယ်နဲ့ကြီးစံကိုလိုတလောက်မင်းထုတ်ယူအဲ့ဒါအပြင်ကိုနောက်ထပ် .5 စစ်တိုက်တလက်နဲ့ကြီးစံ1000ထပ်ဖြည့်ပေးမယ်တဲ့ဒါသူကတော့ဟိုသူပေးနေတဲ့ဟာတွေပေါ့နော်နောက်ကဓာတ်ရိုက်ပစ်ကူဖြစ်တဲ့120 mm စတိမ်မြောင်း၄လက်ပစ်ပေးမယ်နောက်86 mm အမြောက်နဲ့တဲ့ကာဝေးဦးစီးချုပ်ရုံးကြီးအရန်81 mm စိမ်မြောင်း8လက်ကအခြားရန်သူနေရာတွေဥနိုင်ပစ်ထားတယ်သူကဒီနေရာတွေမဟုတ်ကျန်တဲ့ကောင်ကရန်သူတွေစစ်ကူလာမှာဆိုလို့ကျန်တဲ့ကောင်တွေမှာမလုံနိုင်လို့သူကအကုန်လုံးပစ်ထားတာအဲ့တော့လူတွေကဘယ်စခန်းကိုတက်တိုက်မှမသိဘူးမသိတော့ဘူးဟိုကောင်တွေကမသိတော့အကုန်လုံးပစ်နေပါအကုန်လုံးအဲ့အန်ဂျောကိုသူ့ရဲ့ idea မိုက်တယ်အန်ဂျောကိုလည်းပစ်မယ်ကဆလာနီကိုလည်းပစ်မယ် .96 နှစ်ကိုလည်းပစ်မယ်အကုန်ပစ်နေမှာဥနဲ့အကုန်ပစ်ထားမှာပစ်ထားရင်တော့မှဒီကောင်သိနေတာဒီခုပဲသိဒါသူ့ရဲ့စဉ်းပြီးပြပါဘောနော်အဲ့လိုသိမယ်နောက်ပြီးတော့မင်းအနေနဲ့မင်းတက်ရဲမှာရှိတဲ့လက်နက်ကြီးတွေကိုလည်းလူဝင်လူတို့မင်းထုတ်သုံးလို့ရတယ်မင်းစိတ်ကြိုက်ပြစ်လို့ရတယ်ဒါတပတ်ပြောတဲ့ခါကျတော့ဟိုတက်ရဲမှုကလည်းပြန်ပြောတယ်ဘာဖြစ်လို့ကျွန်တော်တက်ရဲမှာတဲ့80 mm နောက်ပြဒါတိုင်းလက်နက်တွေကူလက်နက်တွေရှိတယ်ဗောနော်ရှိရတဲ့အဲ့တော့အဲ့ပြအားနဲ့ကျွန်တော်လုံလောက်တယ်တဲ့အဲ့တော့တကယ်လို့မူလစီမံထားတဲ့120 mm စိမ်မြောင်း၄လက်နဲ့ပြစ်မယ်ဆိုလို့ရှိရင်တဲ့၄လက်စာ2လက်လောက်ပဲပြစ်ပေးတဲ့ဘာလို့လဲ4လက်ပြစ်မယ်ဆိုရင်လည်းအဲ့ရန်သူနေရာကိုသူသိမ်းလို့ရတဲ့ခါကျရင်ဘာပစ္စည်းမှအကောင်းကြမှာမဟုတ်တော့ဘူးတဲ့သူကလောဘကြီးသေးတယ်သူ့အရာမစသူကမြေရင်မလို့ချင်တာမဟုတ်ဒီရန်သူရဲ့လက်နက်ပါလိုချင်တယ်ရန်သူရဲ့စားစားနဲ့ဘာညာအဲ့ဒါလိုချင်အဲ့တော့တကယ်လို့ဒီ120 mm ကြီး၄လက်ကိုစိုင်ပစ်လို့ရှိရင်
အဲ့နေအောင်ဆိုင်လို့ရှိရင်တခုမှအကောင်းမရတော့ဘူးလေ လက်ပဲဖြစ်ပါ အဲ့တော့နှစ်လက်ပဲဖြစ်ကျန်တဲ့လက်ကိုမပြစ်နိုင်ဘူး ညိတယ်အဲ့တော့ဟိုကတက်ချုပ်ကြီးအောင် sorry ဖြစ်တယ်ဘိုးကြီးမောင်လာလေတော့အေးဟုတ်ပြီအဲ့ဒါဆို190မီလီမီတာစေရောနှစ်လက်ကိုတဲ့နင်းနေအောင်တော့မပြစ်တော့ဘူးဒါပေမဲ့နောက်တစ်နေ့မှမင်းဆက်သိမ်းရမယ်ကိုနီလာပြစ်မှတ်သွားနောက်တစ်နေ့ပြစ်မှတ်နှစ်ကိုကြိုပြီးပြစ်ထားတယ်တော့ဒါစစ်ကူပြစ်ကူပေးတဲ့သဘောနော်အင်းရပါ ဘောတရားကြီးမိုက်တယ် တိုက်ရတဲ့တိုင်မှုဘယ်လောက်အားရှိမလဲတိုက်ရတဲ့တိုင်မှုကလည်းအားရှိအဲ့တော့တိုင်မှုကလည်းဟုတ်ပြီပေါ့ရရပါချအဲ့တော့ तू ကနောက်ဆုံး तू မှာတဲ့ဟာလေးကအော်ပေါ့တော့ तू အချိန်ခွဲဝေအချိန်ခွဲတော့ဟုတ်ပြီမင်းမြေပြင်တန်မှုကိုတိုက်မဲ့မြေပြင်တန်မှုကို तू အချိန်ပေးတယ်မင်းဘယ်အချိန်မှစတိုက်နိုင်လဲ तू စတိုက်နေတဲ့အချိန်မှာတည်းလက်နက်ကူပြစ်ကူပေးပါဦးအဲ့တော့မင်းဘယ်အချိန်မှစတိုက်နိုင်မှာစတိုက်နိုင်မှာဆိုဟိုကပြောတယ်ကျွန်တော်ဒီကနေပြန်တနာရီလောက်ကြာမယ်ဟိုစတိုက်လောက်ပြန်ရမှာပြီးလို့ရှိရင်ကျွန်တော်အုပ်ချုပ်မှုကိစ္စလုပ်မယ်ဟလာစုဖွဲ့မယ်ကျွန်တော်ဖွဲ့နေသူပြန်ပြီးတော့သူတိုင်ရုံသူပြန်ပြီးတော့ထပ်ဆက်အမိန်ကြီးပေးရရှိအဲ့တော့ तू ကဘယ်ချိန်ဆိုနေ့လေ2နာရီက14နာရီနေ့လေ2နာရီထိုးမှာ तू စတိုက်နိုင်မယ်လို့ပြောတယ်အဲ့တော့ဘိုးကြီးမောင်လာ तू ဟုတ်ပြီမင်းက2လိုင်းထားဆိုင်နေပြောတယ်ဒါပေမဲ့အေးစစ်မင်းလို့အချိန်ရောက်လို့ငါ2နာရီအချိန်ထပ်ပေးမယ်နေ့လေ3နာရီမှာစတိုက်မယ်15နာရီပေါ့13နာရီဆို15နာရီ15နာရီမှာစတိုက်အဲ့တော့ဟုတ်ပြီ15နာရီမှာစမှတ်ပြီအဲ့ချိန်မှာ तू နောက်ဆုံးပြောတော့ဘာပြောဆိုတော့ကဲဒါဆိုဆက်လုပ်တော့တဲ့ရန်သူနေရာကိုအောင်မြင်စွာတိမ့်ပိုက်ပြီးတာပဲလိုချင်တယ်တဲ့ပြတ်သားတဲ့အမေပြတ်သားတဲ့မေအဲ့ဟိုကလည်းပြန်ပြောတယ်စိတ်ချပါဖို့ကျုပ်တယ်ကျွန်တော်ဖြစ်အောင်ဆောင်ရမယ်ဒါသူတို့ရဲ့ဒါဟိုကလေဟိုတိုက်ပွဲဝင်ငံကြီးစိတ်တက်လေတိုက်ပွဲဝင်ငံကြီးမှာတယောက်တယောက်စိတ်တက်မြင့်တယ်ပြီးတော့စစ်ကူပြုတ်လဲပေးတယ်စိတ်တက်အားလဲပေးတယ်ဟိုကပြတ်သားပြောလိုက်တာမင်းဘာလို့ဘယ်လိုမင်းရန်သူနေရာအောင်မြင်သိမ့်ပြီးတာပဲကလိုချင်တယ်ဒါပဲဟိုကလည်းဖြစ်ရမယ်မိုက်တယ်အဲ့မှာစာပြီးတိုင်မှုကပြန်ပြီးတော့တိုင်မှုက तू ကတိုက်တဲ့ဒီကပြူက तू အဲ့မှာအောင်မပြောပြအောင်အဲ့တော့အဲ့ချိန်မှာ तू ကပြန်ထွက်တော့အချိန်မှာတက်မ66တက်မှာဘူး तू တွက်ရင် तू တိုင်ရင် तू တက်မှာလက်ခံတိုင်ရင်ကိုတက်မ66တက်မှာဘူးက तू မှာတယ်မင်းရှိမှာလိုအပ်တဲ့လက်နက်ခဲလက်နက်ကြီးစံဘာညာအကုန်လိုအပ်တာအကုန်ယူသွားအကုန်ထုတ်သွားရှေ့မှာစောင့်နေတယ်ပြူမှုတွေရှိတယ်တိုင်မှုတွေရှိတယ် G3 တွေရှိတယ်မင်းထုတ်သွားပြောတယ်မှားလိုက်တယ်ပြီးလို့ရှိရင်တကအမြောက်ညွှန်ကြားရေးမှုကလည်းမင်းနဲ့အမြောက်ပြစ်ခတ်မှုစီမံချက်ရေးဆွဲဖို့အတွက်ရှေ့မှာအမြောက်တန်မှုစောင့်နေတယ်အားလုံးကဘယ်ပေါင်းဆိုတာသိရမှာဟိုကတက်တိုက်ကနေလူတယောက်ဘယ်ပေါင်းဆိုတာအဖေတွေကမှားသလိုပဲလေ ready ပဲမင်းဘာလို့ချင်တာလဲဘယ်လိုဖြစ်ချင်တာလဲအဲ့တော့မင်းလိုချင်တာအဲ့မှာယူသွားပြီးလို့ရှိရင်တကအမြောက်တန်မှုကလည်းမင်းနဲ့အမြောက်ပြစ်ခတ်မှုစီမံချက်ဆွဲဖို့အတွက်ဟိုမှာအမြောက်တန်မှုစောင့်တယ်အဲ့တော့ဒီအဲ့ဒီအချိန်မှာချီးကျူးစရာကောင်းတာဒီခမ3တိုင်မှုက तू ကကျွန်တော်တို့များသောအားဖြင့်တော့အမြောက်ပြစ်တယ်ဆိုရင် तू ကပြစ်ခတ်မှုစီမံချက်ဆွဲရပြစ်ခတ်မှုစီမံချက် तू ကနတ်နိုင်နဲ့တတ်မှတ်နတ်နိုင် तू ကဒီရန်သူစင်းတော့ဟိုချိန်မွေးချက်မှာ तू စုစီစချေပါရှိတယ်စုရက်တို့စီရက်တို့စမြင်းတို့ချိန်မိုးကြီးမြင်းတို့အဲ့လိုမျိုးရှိတာပေါ့အဲ့လိုမျိုးရှိတဲ့ခါကျတော့ तू အဲ့မှာအချိန်နဲ့စုရက်မှာဘယ်ချိန်မှာရောက်မယ်ပြီးလို့ရှိရင်စီရက်မှာဘယ်ချိန်ရှိမယ်စမြင်းမှာဘယ်ချိန်ရှိမယ်ချိန်မိုးကြီးမှာဘယ်ရှိမယ်အဲ့တော့အဲ့ချိန်မိုးကြီးမြင်းနဲ့ပတ်သက်တဲ့ဟာတွေ तू ကအမြောက်ကပြစ်ပေးရအဲ့ဥပမာတကယ်လို့ညနေ4နာရီထိုးမှာချင်းမိုးကြီးမှာချင်းမိုးမျိုးကိုဖြတ်ပြီးသွားတယ်အမြောက်4နာရီထိုးရတယ်အမြောက်ကအဲ့ဘုံမပြစ်လို့မရတော့ဘူးအဲ့ဒါပြင်ကိုကောင်းကိုတက်ကရောက်သွားကိုကောင်းကိုကြအဲ့တော့အမြောက်ကအဲ့ချိန်မှာနောက်ကိုကြော်ပစ်ပေးရတယ်အဲ့လိုမျိုးပေါ့နော်ဟိုဟာအမြောက်ပြစ်ခတ်မှုစီမံချက်ပေါ့အဲ့လိုမျိုးဆွဲရဒါပေမဲ့ဒီခမန်တိုင်ပေါ့သူကနားနိုင်နေမပြစ်ချင်နားနိုင်မပြစ်ဘူးအမြောက်ဘယ်လောက်ပြစ်ပေးနိုင်လဲပြစ်ပေးနိုင်တဲ့လောက်ပြစ်ပေး तू ကရက်တော့ဆိုရင်ရက်လိုက် तू ကမြေပြင်အခြေအနေကိုကြည့်ပြီးတော့မှ तू ကရက်ဆိုရက်လိုက်တော့အဲ့ချိန်မှာ तू တက်သိတယ်အမြောက်ကလည်းလွတ်လပ်ပြစ်ခွင့်ပေးတယ်ပြစ်အမြောက်ကိုပြစ် तू ဘာမှမပြောမချင်းပြစ်အဲ့တော့ဒီအမြောက်တမ်းမှုကလည်းပြောတယ်ဟုတ်ပြီရတယ်ခင်ဗျားဖြစ်စီဖြစ်ရမယ်ဒါပေမဲ့ခင်ဗျားဆက်သုံးမပြတ်လို့လို့တယ်အေးပေါ့ဆက်မပြတ်လို့ခင်ဗျားရက်ဆိုရက်မယ်โอเคဆိုတော့ तू အဲ့မှာတိုင်းမှုကဝမ်းသာသွားတယ် तू ကငါစိတ်ကြိုက်ချမယ်ပန်ဖို့မှုရှိငါစိတ်ကြိုက်အမြောက်ပြစ်ကူနဲ့ငါတိုက်ရပြီခိုင်းနေရပဲရှိရကွာခိုင်းနေရပဲရှိရအဲ့ तू ရင်ဆိုင်ထားတဲ့နေရာနဲ့ရန်သူနဲ့ခိုင်းနေရပဲရှိအဲ့ခိုင်းနေရမှာ तू ကဘာလို့လဲဆိုတော့ဒီမှာပြစ်ချင်းတူးလိုက်တယ်တူးပြီးတော့အဲ့ထက်မှာသူ့ရဲ့ချိန်မိုးကြီးတက်ဖွဲ့ကိုသူကအဲ့ထက်မှာထည့်တာအဲ့ချိန်မှာခုနပြောတဲ့ညနေ3နာရီထူပြီဆိုတာနဲ့ဟိုအမြောက်ကပြစ်ပြီစစ်ကြီးရဲ့ချီရုံးတာအထူချအဲ့ချိန်ဒီ H ဟို H505 နှစ်လေးတစ်ကိုခြေနေတယ်လို့ကျန်တဲ့ဆန်နယ်လီကိုလည်းချနေတယ်ဟိုဘက်ကအန်ဂျိုကုန်းလည်းချနေတာအကုန်ချနေသူညအများကြီးမဲတော့ဒေတာကြီးတစ်ခုလုံးကိုတစ်ချင်းချင်းနဲ့ကဘာပြတ်တယ်လို့ဖြစ်နေဘယ်အောင်ဝင်စီးနေမှာမပြီးတော့ဘယ်အောင်လုံးမပြီးဒါပေမဲ့အဲ့အချိန်မှာတက်ကလူတွေအကုန်လုံးကကျန်တဲ့ဂျင်ဆိုင်ရုံးတွေမှာရှိတဲ့တက်တွေအကုန်လုံးကဆက်သွယ်ဆက်တွေဖွင့်ပြီးတော့ဒီခမ3ရဲ့တိုက်ပွဲသတင်းအကုန်နားဆက်နေဘိုးကြီးမောင်လာကိုယ်တိုင်လဲပွဲရှိကြောင်ကမှ तू ကလဲတောက်ချောက်ဒီတိုင်းမှုစီကဘရော့အောင်သတင်းလာဒါပဲနားဆက်နေအဲ့တော့
အမြောက်တွေစပြစ်ပြီးတော့ပြစ်နေအဲ့ချိန်မှာကိုချေမိုးရင်းဖွဲ့ရလဲအကုန်လုံးစင်သစ်ဖြစ်နေပြီအမြောက်တွေပြစ်တယ်အဲ့နောက်မှနောက်အမြောက်ကနေပြီးသူ့သတင်းလမ်းပို့တယ်အမြောက်ကြည့်တယ်နောက်တော့10လုံးပဲကျန်တော့တယ်ထပ်ပြစ်အောင်မလို့ထပ်ပြစ်ဖို့လို့ထပ်ပြစ်မယ်သူအခုဒီပြက်ကုန်းစီမံချက်မှာရည်မှန်းထားတဲ့အမြောက်ကြည့်စံအရေးတက်တဲ့ပုံမို့10လုံးပဲလိုတယ်သို့တော့ထပ်ပြစ်ဖို့လိုရင်ထပ်ပြစ်ပဲထပ်ပြစ်ပဲအဲ့တော့တိုင်းမှုကသူကအခြေအနေသုံးသပ်တာဟုတ်တော့အဲ့တော့တိုင်းမှုကကြည့်ပြီးတော့ဟုတ်ပြီအဲ့10လုံးကုန်လို့ရှိရင်ရလိုက်တော့အဲ့ချိန်မှာဥပမာကမဆာကျဲနေပြီအဲ့ပုံမှာတယောက်မှလည်းမနေရတော့အကုန်လုံးကအောက်ဆင်းပြေးကြတာပေါ့သူတို့ကဘယ်လိုလဲဆိုတော့လက်ကြီးပြည့်တဲ့ချိန်မှာအောက်ကိုဆင်းပြေးမယ်ချိုထဲမှာဆင်းပြေးမယ်တိတ်သွားရင်ပြန်တက်လာပြီးတော့ပြန်ပြေးမယ်အဲ့ဆဲကြီးနေတာပေါ့ဂျိန်းတစ်လုံးဂျိန်းနှလုံးသူကြီးနေရလေကြီးနေကိုလုံးမြောက်ဆင်းနေလို့တော့တိုင်မယ်ဆိုတာတိုင်မယ်ကိုလုံးမြောက်ဆင်းနေလို့တော့ဟိုတွင်းထဲကကုန်တွေအကုန်လုံးဆင်းတက်ဖို့လုပ်နေဆဲလုံးအုံးဆိုကြပြီးရတဲ့ထိုင်းမြောက်ချက်ချင်းပြည့်တဲ့ဟိုကုန်တွေပြတ်တက်လာဖို့အချိန်မရဘူးပြတ်တက်လာတဲ့ပြတ်တာအဲ့မှာအဲ့စကန်ကုန်းယူရလိုက်တော့တိုင်မယ်ဒီစင်မှာဒီစင်မှာတရက်နေမှာရလိုက်ရတယ်အဲ့ချိန်မှာတိုင်းမွန်လှမ်းပြီးတော့သတင်းပို့တယ်ဒီ spike h 905 2 ကိုရပြီဆိုတဲ့အချိန်မှာမဲသဘောဒေတာမှာရှိတဲ့အကုန်လုံးစင်တိုင်းအကုန်လုံးဟေးဆိုတော့ဒါပထမဆုံးအောင်ပွဲပေါ့ပထမဆုံးအောင်ပွဲအဲ့ဒီအောင်ပွဲကြောင့်ပဲသူကဒီစိတ်ဓာတ်တွေအကုန်လုံးတက်ကြွသွားပြီးတော့သူကချက်ချင်းပဲနောက်နေ့ကြလို့ရှိရင်လာ point 1ခွန်8ကိုခမာ6ကသိန်းတယ်နောက်အန်ဂျောကိုခမာ9ကသိန်းတယ်ကစားနလီနဲ့မဲတော်ပင်မစကန်ယိုခမာ4ရယ်ခလာရ86ရယ်စစ်တက်ကသိန်းတယ်အဲ့လိုပြန်သိမ်းတောက်လျှောက်ပြန်ပြီးတော့ရလိုက်တာပေါ့နော်သူက first impression လေ first ပထမဆုံး attack အရင်ရေးကြည့်တာအဲ့မှာဥကျိုးသွားလို့ရှင်အရာကျန်တဲ့တက်တွေပါဟိုဥတူဖြစ်သွားအဲ့ရောအရင်ရေးကြည့်အဲ့ဒါဘုကြီးမောင်လာသူအဲ့ရောသိတဲ့ခါသူကကိုလိုက်ကိုကဲချက်ချင်းကိုကိုယ်အဲ့ပြန်သိမ်းတဲ့ခါမှာသူကနောက်ဆုံးဒီဇင်ဘာလ23ရက်နေ့မှာပြန်လည်ရရှိသွားတယ်မဲတော်ဒေတာကြီးတစ်ခုလုံးတက်ကပြန်ချင်းချုပ်နေတာပေါ့နော်အဲ့တော့ဒီတိုက်ပွဲကြီးကဒါဘယ်လောက်ထိကြာဆိုစက်တင်ဘာလ26ရက်နေ့ကစတယ်ကွယ်ဒီဇင်ဘာ23ရက်စုစုပေါင်း85ရက်မြမတမိုင်းမှာမြမတက်မလို့တမိုင်းမှာဒါအရှိအကြဆုံးနဲ့ထိခိုက်မှုအများဆုံးအကြဆုံးအများဆုံးကိုယ့်ဘက်ကလည်းကြားတယ်သူ့ဘက်ကလည်းအကြဆုံးတွေများတယ်နောက်ဆုံးအဲ့မှာနောက်ဆုံးအခုဒီဘုံမူကြီးတောင်းဝေပြီးတော့အဲ့ဘက်ရောက်တဲ့ခါမှာသူကမြေပုံလေးတွေတွေ့တယ်တဲ့ဒီဘက်ကကရင်စစ်သားတွေရဲ့မြေပုံဒီဘက်ကတက်မတော်စစ်သားတက်မတော်သားတွေရဲ့မြေပုံချင်းတွေကဆက်နေတာတဲ့အဲ့တော့နောက်ဆုံးတနိုင်ငံသားတိုင်းသားတွေဟလားတေးရအောင်မှတမီထဲမှာတူမြုပ်ခံတူတေးကြတာပေါ့နော်တူတေးကြရတယ်ပေါ့နော်ဒါစိတ်မကောင်းစရာပေါ့နော်သူရေးရတယ်သူရေးရတယ်ကောင်းတယ်အဲ့တော့ဘယ်လောက်ထိဒီတိုက်ပွဲရဲ့ channel ဆိုလို့ရှိရင်ဒီတိုက်ပွဲကြီးပေါင်းစုစုပေါင်း85ချိန်နဲ့နောက်တိုက်ပွဲငယ်ပေါင်းက145ချိန်ဟာဒီလိုလှန်ဆိုထိုးပြီးတက်လုံးတာကစုစုပေါင်း48ချိန်ဒီတိုက်ပွဲရခဲ့မဲတော်တိုက်ပွဲဘယ်လောက်မဲတော်ဘယ်လောက်ကြမ်းတမ်းလဲဘယ်လောက်လဲတက်မလို့ဘက်ကနေစုစုပေါင်း242ဦးကြာ922ဦးဒဏ်ရာရတယ်နော်ဟိုဘက်ကလည်း400ကျော်လောက်အလောင်းတွေကျန်ခဲ့1000ကျော်လောက်ဒဏ်ရာရတယ်နော်အဲ့တော့အဲ့လိုမျိုးမဲတော်တိုက်ပွဲကြီးအဲ့လိုတိုက်ခဲ့တာပေါ့အဲ့တော့ဗိုလ်ချုပ်မောင်လာတို့ဒီမှာခုနကတည်းကရှေ့ကဗိုလ်ချုပ်ဗိုလ်မူကြီးတီဟာသူကကြော်ညွန့်တို့နောက်ပြီးအဲ့မှာတိုက်ပွဲဝင်ခဲ့တဲ့စစ်တီတွေအားလုံးအမတန်လေးစားဖို့ကောင်းပါတယ်နော်နောက်တစ်ခုကဒီသုံးသက်ကြည့်ရလို့ချင်းဒီဗိုလ်ချုပ်ကြီးမောင်လာရဲ့ဟောဗောနော် logistic ကိုကောင်းတုံးချတယ်တုံးချဘယ်လိုလုပ်မလဲဗောနော်ကိုယ့်ရဲ့အားနည်းချက်ကိုဘယ်လိုဖာထေးရမလဲဟိုဘက်ကအားသာချက်ကဘာရှိလဲဒီဘက်ကအားနည်းချက်ကဘာရှိလဲအဲ့တော့ logistic ကိုကောင်းလုပ်တတ်တယ်နောက်ပြီးတော့ဒီ LOC ကိုရှေတောင်သူထိရအောင်သူလမ်းဖောက်တယ်ရအောင်သူတင်တယ်ရအောင်သူလုပ်ပြီးတော့မှရအောင်တိုက်အဲ့တော့စိတ်တက်ပိုင်းဆိုင်ရလေတိုက်လက်အောက်ခံတံမှုစစ်တိုက်မဲ့ဟာကိုသူကဘာလုပ်ပြီးလဲဆိုတော့စိတ်တက်ပိုင်းဆိုင်ရလည်းမကောင်းဘူးနောက်ကစစ်ကူပြစ်ကူအကုန်လုံးအပြည့်ဝပြီးစိတ်ကြိုက်ပြီးပြီးတော့သူကိုယ်တိုင်စစ်စင်မူကြီးကိုယ်တိုင်ရှီတန်းထိလာပြီးတော့နီးလေးမှာကုတ်ကဲနေတဲ့အတွက်လဲစစ်သားတွေလည်းအားရှိတာဟောဘာပြောပါတနာရီခီးတနာရီတော့3မိုင်ပေါ့လမ်းရှောင်း3မိုင်လေးလေအဲ့တော့တိုက်ရတဲ့စစ်သားတွေလည်းအားရှိတယ်လေအဲ့တော့တိုက်ပွဲကနိုင်ဖို့ပိုသေးကြနေတာပေါ့နောက်ပြီးတော့ခုနကျွန်တော်ကိုရီ musician တွေရဲ့စကားလုံးဖြစ်တဲ့ timing ဆိုတာကဒီဘက်တင်မှာစစ်ရေးတွေစီးပွားရေးတွေမှာပြုံးမယ်ဆိုရင်လှုပ်ထိုက်တဲ့အလုပ်ကိုလှုပ်ထိုက်တဲ့အချိန်မှာဟုတ်ကဲ့မှန်ကန်စွာလှုပ်ခြင်းပေါ့ဒါပေမဲ့အဲ့မှာနောက်တစ်ခုပါထပ်ဖြစ်ရမှာလှုပ်ထိုက်တဲ့အလုပ်ကိုလှုပ်တဲ့အချိန်မှာလှုပ်တယ်လုံရဲဖို့လဲလို့အဲ့လှုပ်တဲ့အချိန် timing ရောရဲစွမ်းတတ်တီရောပါလာကခုနပြောတဲ့ဗိုလ်ချုပ်
အဲ့ဒီမှာဘိုးချုပ်ကြီးလားဘိုးချုပ်မောင်လာ ဘိုးချုပ်ပဲရှိသေးတယ် ဘိုးချုပ်မောင်လာကတိုင်ပင်ကောင်းကောင်းသုံးချက်တတ်တယ်သူပါဝင်ပေါ့နော်သူ့ရဲ့ခုနပြောတဲ့တက်ကြီးတက်တယ်စစ်တီအားလုံးရဲစွမ်းတက်တီနဲ့ပြည့်စုံနေတာဒါမှတော့တမိုင်းမှာကျွန်တော်တို့ချီကျူးရမယ်ချီကျူးပါတယ်ဒါလေးဒါသူတို့ချီကျူးကွန်ပျူတာအနေနဲ့ဒါဒီဖြစ်စဉ်လေးကိုကျွန်တော်ကဒါပြောပြတာအဲ့မှာလေဟိုပါလေအကြောင်းမေးနေလို့ကြံမေးချင်တာလေဟိုဘိုးမြကြီးကလေဘိုးမြကြီးကလည်းဒီအဲ့ဒီမှာတက်စီမှာအလင်းဝင်ဘူးတဲ့ကြားတယ်ဟုတ်တယ်ဟုတ်ကျွန်တော်ပြောတာကြံခဲ့လို့ဒီဘိုးမြကသူကခုနကျွန်တော်ဘိုးမြရဲ့ biography လေးကျွန်တော်ပြောပြလေသူက1929ခုနှစ်ဇန်နဝါရီလ20ရက်မှာဒီကြောက်ကြီးခရိုင်ထိမှုခီရွာမှာမွေးတော့သူကအရင်တော့ဘာဆိုသူကလည်းဝန်ထမ်းသူကလည်းဗြိတိရှခေတ်ပေါ့နော်ဗြိတိရှရဲမှုဘတ်တလာရဲ့သူကရဲသားဟုတ်တော့ရဲဖြစ်ခဲ့ရဲသားသူကရဲဖြစ်ရဲတက်ခဲ့သူကရဲတက်ချက်ထိသူကဖြစ်အစင်တုံးမြင့်ခံတယ်ဘတ်တလာရဲ့သူကလူယုံပေါ့ဒီရဲမှုဘတ်တလာရဲ့လူယုံနောက်အဲ1948ခုနှစ်ကရင်သဘုံစတင်တဲ့ချိန်ကျတော့သူကဒီဖာပုံရဲစခန်းကနေတက်ချက်ရွှေဆိုင်တဲ့အတူသူကတောခွေသွားတာတောခွေတက်မာလေးရောက်တော့ပေါ့တက်ပြီးသူက48မှာတောခွေတော့1954ကျတော့သူကအဲ့အရှိကောသူလေးကတက်မှုကြီးစောနာမှုသူကအလင်းဝင်တဲ့အဖွဲ့နဲ့သူပါလာတယ်သူပါအလင်းဝင်တယ်သူပါအလင်းဝင်လာအဲ့တော့54ခုနှစ်မှာသူအလင်းဝင်မှာဝင်ဘူးတယ်ဒါပေမဲ့တိတ်မကြောက်ဘူးသူက၄ခါလာပဲကြာတယ်သူကပြန်ပြီးတော့မနေနိုင်ဘူးဒီမှာပြန်မနေနိုင်ဘူးမနေတော့သူကဟိုတော်ရဲပြန်ရောက်သွားတာဝင်ဘူးတယ်သူလည်းဝင်ဘူးတယ်လင်းဝင်ဘူးကြာ1954မှာသူလည်းအလင်းဝင်ဘူးတယ်ကောင်းတယ်ဗျာအဲ့တော့ကျွန်တော်တို့ညီကုန်းချုပ်လေးမှာ introduction မှာပြောဖို့ကြံခဲ့တာလေးပြောပါကျွန်တော်ဒီ season လေးကအကောင်းတယ်နိုင်ငံရေးသမိုင်းတစ်ခေတ်ရှေးအောင်နောက်ပြည့်စီစဉ်လေးဆိုတာကျွန်တော်တို့ကဒီ next generation ပေါ့နော်အနာဂတ်ကလူငယ်တွေကိုကျွန်တော်ရှေ့မှာရှိတဲ့ကျွန်တော်ပြောတဲ့အကြောင်းအရာတွေကဒါမျိုးစုံစစ်ရေးပဲမဟုတ်ပါဘူးเนาะဒေတာအကြောင်းတွေပါမယ်ရွှေရှင်အကြောင်းအနုပညာအကြောင်းလည်းပါမယ်ပေါ့နော်စာပေအကြောင်းပါမယ်စစ်ရေးဟာလည်းပါမယ်ဘယ်သူတွေပဲဖြစ်စီအဲ့လူပုဂ္ဂိုလ်တွေဒီကျွန်တော်တို့ပြောတဲ့လူပုဂ္ဂိုလ်တွေဒီစွမ်းရည်သူ့နယ်ပယ်နဲ့သူမှာဂီတဆိုတဲ့ဂီတစွမ်းရည်ထက်မြက်တဲ့လူတွေဖြစ်ရမယ်စစ်ရေးဘက်မှာဆိုလဲကျွန်တော်တို့ပြောတဲ့ပုဂ္ဂိုလ်ကြီးလူပုဂ္ဂိုလ်တွေဒီစစ်ကောင်းဆောင်တွေပေါ့နော်ဒါမှမဟုတ်လဲတာမန်စစ်တီအကြောင်းလည်းဖြစ်မယ်သို့တော်သူတို့စီရဲစွမ်းတက်တိနဲ့ပြည့်စုံပြီးတော့သူတို့စီကအတူယူစရာတွေစံမနာယူစရာတွေရှိသောလူတော်ပုဂ္ဂိုလ်များတွေပေါ့နော်ဒါသူရဲကောင်းတွေကိုဟီးရိုးတွေကျွန်တော်တို့တင်ပြနေခြင်းပဲဖြစ်ပါတယ်အတူရပြီးတော့သူတို့ရဲ့ခုနပြောတိုက်ပွဲဘယ်လိုတိုက်တယ်ဆိုတဲ့ဟာတွေပါတဲ့ခါကျတော့သူတို့ရဲ့တိုက်ပုံတိုင်ဒီအောင်ပွဲဘယ်လိုရတယ်ဆိုတဲ့ဟာတွေလူငယ်တွေနောက်ခေတ်လူငယ်တွေတူယူစရာလေးဖြစ်မယ်ကျွန်တော်တို့သူများတွေရဲ့လူပုဂ္ဂိုလ်အကြောင်းတွေပြောတဲ့ခါမှာမကောင်းကြောင်းတွေမပြောပါဘူးပြီးတော့မကောင်းတဲ့လူပုဂ္ဂိုလ်တွေအကြောင်းလည်းကျွန်တော်မပြောဘူးကောင်းတဲ့လူတွေရဲ့ကောင်းတဲ့အားသာချက်တွေလူစွမ်းကောင်းတွေစိတ်သက်တွေဆိုတော့သူရဲကောင်းစံတဲ့ဟာလေးပြုမှုမုံတွေအဲ့ဒါလူစွမ်းကောင်းတွေအကြောင်းပဲကျွန်တော်တို့ပြောတာပါဟုတ်ပါလူညံ့တဲ့အကြောင်းကျွန်တော်တို့မပြောပါဘူးအဲ့လိုပြောနေမြန်မာ Nation Boys နိုင်ငံရေးသမိုင်းတစ်ခေတ်ရှေးအောင်နောက်ပြည့်အစီအစဉ်လေးဒီဘက်ခဏနားခွင့်ပြုအောင်ဗျာမြန်မာ Nation Boys